မင်္ဂလာပါရှင်အခုညီမတို့ကားရန်တဲမှာလက်ရှိအငှားရနိုင်မဲ့ကားမျိုးစားလေးတွေနဲ့ညီမတို့ရန်တဲမှာအငှားလိုအပ်တဲ့ကားမျိုးစားလေးတွေညီမပြောပြပေးပါမယ်ရှင်ဒီလောက်ဆယ်ညီမတို့ကားရန်တဲမှာလိုအပ်နေတဲ့ကားမျိုးစားလေးက Toyota Wish လိုတယ် Max 2လိုတယ် Crown လိုတယ် Suzuki Ertiga လိုတယ် Honda Fit G6 Beta နောက်ထပ်က Pro ပေါင်းပြီးရင် Delivery van အလုံးလေးတွေလိုအပ်ပါတယ်ရှင်ရန်ကုန်မြို့တွေမှာရှိတဲ့ကုမ္ပဏီကြီးတည်တတ်တဲ့တာအငှားချိန်ပြပါတယ်ရှင်ကုမ္ပဏီကြီးကုမ္ပဏီကောင်းတွေနဲ့တာလက်တွဲလုပ်ကိုင်လို့တဲ့အုံနာများရှိရင်ညီမတို့ဆက်သွယ်လို့ရပါတယ်ရှင်နောက်ထပ်ညီမတို့ကားရန်တဲမှာအငှားရနိုင်မဲ့ကားမျိုးစားလေးတွေပြောပြပေးပါမယ်အငှားရနိုင်မဲ့ကားမျိုးစားလေးတွေက RFX 2စီးရမယ် Mitsubishi Avia 1စီးရမယ်နောက်ထပ် Toyota Hi-Ace ပြီးရင် Starlet 1စီးရမယ်အသေးဖြားဆိုရင်Nissan 80 တစီးရပါမယ်ရှင်အနည်းဆုံး3လ6အနေစပြီးတော့မှစတင်ငှားရန်အသုံးပြုနိုင်ပါတယ်3လ6ကိုတော့3လစာတစ်ခါလေးရှင်းပြရပါတယ်ရှင်စပုံငွေကတော့2လစာကျင်းပြရပါတယ်ညီမတို့ရန်တဲရဲ့အကျိုးဆောင်ခါလေးရှိပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်